မင်္ဂလာပါကျွန်တော်ဒီနေ့ယောက်ျားတစ်ယောက်ချင်းစီတိုးတိုးတိတ်တိတ်ရင်ဆိုင်နေရတဲ့အမှန်တရားတစ်ခုအကြောင်းကိုပြောပြခြင်းပါတယ်ခင်ဗျားမကောင်မလေးတစ်ယောက်ရှိရဆိုပါစို့တူနဲ့စကားပြောရရင်ပြောတယ်တူကိုလည်းအရန်ချစ်တယ်ဒါပေမဲ့တူကိုအချိန်တွေအကုန်ပေးရင်တူနဲ့ပဲအမြဲတမ်းတတွဲတွဲရှိနေရင်ကိုယ့်အရင်ကထားခဲ့တဲ့အိမ်မက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုလေ့လာရမယ့်အချိန်တွေကိုဂျင်တွားရမယ့်အချိန်တွေဟာတဖြည်းဖြည်းပျောက်ဆုံးသွားပြီးကိုယ့်ရဲ့ quality တွေလျော့ကျလာတယ်လို့ခံစားရဘူးပါလားလူငယ်တော်များများကထင်ကြတယ်ကောင်မလေးကိုဘွားရဲ့နံပါတ်1နေရာမှာထားပြီးချစ်တာဟာယောက်ျားကောင်းတစ်ယောက်ပဲဆိုပြီးတော့ပေါ့ဒါပေမဲ့ကျွန်တော်ဒီနေ့ခမားတို့ကိုခါးသီးတဲ့အမှန်တရားတစ်ခုကိုပြောပြခြင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ခမားရဲ့ဘဝမှာခမားရဲ့ကောင်မလေးဟာအရေးကြီးဆုံးပုံကိုဖြစ်လာလို့လုံးဝမရပါဘူးကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပါမယ်ခမားရဲ့ဘဝမှာခမားရဲ့ကောင်မလေးဟာအရေးကြီးဆုံးပုံကိုလုံးဝဖြစ်လာလို့မရပါဘူးဒါဟာသူ့ကိုမချစ်လို့မဟုတ်ပါဘူးကိုယ့်ရဲ့အည်တွေးတွေမပြောက်ဆုံးပဲကိုယ့်ရဲ့ရည်မှန်းချက်တွေကိုလည်းအမိအယဖန်ဆွဲရင်ထက်မြက်တဲ့ယောက်ျားတစ်ယောက်အနေနဲ့ဘလို့နီးစနစ်ကျကျချစ်ရမလဲဆိုတာကိုဒီနေ့ဗီဒီယိုထဲမှာရိုးရိုးသားသားဆွေးနွေးသွားပါမယ်။ဘာကြောင့်ခမားရဲ့ဘဝမှာခမားကောင်မလေးကအရေးကြီးဆုံးဖြစ်လာလို့မရတာလဲဆိုရင်အကြောင်းပြချက်နှစ်ချက်ရှိပါတယ်။ပထမချက်ကဝန်တို့အမှုဖြစ်စေခြင်းခမားကသူ့ကိုဘဝမှာတခုလေးတော့အရေးကြီးဆုံးအရာလို့တတ်မှတ်လိုက်တဲ့အခါခမားရဲ့ပျော်ရွှင်မှုခမားရဲ့စိတ်ခံစားချက်နဲ့ခမားရဲ့ဘဝတစ်ခုလုံးဟာသူ့အပေါ်မှာပဲပုံချသွားပါတယ်သူကဖုံးမကန်ရင်ခမားဘာမှလုပ်လို့မရတော့တာမျိုးသူနဲ့စကားများရင်ခမားရဲ့တိုးတက်မှုတွေအားလုံးဟာရပ်တန့်သွားတာမျိုးပေါ့ဒါဟာတစ်ဖက်မင်းကလေးကိုအရန်စိတ်မွန်းကျက်စရာကောင်းတဲ့ဝန်တို့အမှုကြီးတစ်ခုဖြစ်လာစေပါတယ်ဒုတိယချက်က attraction လို့ခေါ်တဲ့ဆွဲဆောင်မှုကြဆင်းခြင်းမင်းကလေးတယောက်ခမားကိုစိတ်ဝင်စားခဲ့တာခမားကိုချစ်ခဲ့တာဟာခမားရဲ့ရည်မှန်းချက်တွေရှိလို့ခမားရဲ့စူးစမ်းအားထုတ်မှုတွေရှိလို့ခမားဟာယုံကြည်လို့ရတဲ့ယောက်ျားတစ်ယောက်မို့ပါဒါပေမဲ့ခမားကအချစ်နောက်ကိုပဲလိုက်နေတဲ့အခါခမားရဲ့ quality တွေပျောက်ဆုံးသွားပြီးသူ့ရဲ့အနားမှာပဲအမြဲတမ်းတောက်လျှောက်ကတ်တွေ့နေတဲ့အခါခမားရဲ့ဆွဲဆောင်မှုဟာသူ့လိုကျဆင်းသွားပြီးရေရှည်မှာသူ့ကိုယ်တိုင်ခမားပေါ်လေးစားမှုတွေညှော်နေလာပါလိမ့်မယ်ဒါဆိုရင်ကိုယ့်ရဲ့ရည်မှန်းချက်တွေလည်းမပြောက်ကိုယ့်ရဲ့ကောင်မလေးကိုလည်းပျော်ရွှင်အောင်ဘယ်လိုချစ်ပေးရမလဲပထမဆုံးတစ်ချက်အနေနဲ့ happy boundary လို့ခေါ်တဲ့စီးပေါင်တွေတတ်မှတ်ပါအချစ်ဆိုတာ24နာရီလုံးဖုံးပြောနေရတာမဟုတ်ပါဘူးငါဒီနေ့ညနေ3နာရီကနေ6နာရီအထိကတော့အလုပ်လုပ်ရမယ့်အချိန်တင်နန်းတက်ရမယ့်အချိန်မို့လို့ဖုန်းခဏပိတ်ထားမယ်ညကြမှာအေးစေးစကားပြန်ပြောကြတာပေါ့ဆိုပြီးတော့ကနေဦးကလေးကပွင့်လင်းပြတ်သားတာစီးပေါင်ချထားပါကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအချိန်ကိုဘယ်ရာနဲ့မှမလဲပါနဲ့ဒုတိယချက်ကတော့ quality time ကိုအလေးပေးပါတနေ့လုံးစိတ်မပါလက်မပါနဲ့ဖုံးပြောနေမယ်စားတနေ့ကိုတနာရီပဲဖြစ်ဖြစ်တစ်ပတ်ကိုတရက်ပဲဖြစ်ဖြစ်ကိုအားတဲ့အချိန်မှာသူ့ကိုအပြည့်အဝအာရုံစိုက်ပေးပါသူနဲ့တွေ့တဲ့အချိန်မှာဖုန်းတွေကိုခဏချထားပြီးသူပြောတာကိုတေချာနားထောင်ပေးပါအချိန်အကြာကြီးပေးတာထက်ပေးတဲ့အချိန်မှာစစ်မှန်တဲ့တန်ဖိုးထားမှုကပိုအရေးကြီးပါတယ်တတိယချက်ကတော့အတူတူတိုးတက်မဲ့လမ်းကြောင်းကိုရွေးချယ်ပါသူ့ကိုအချိန်ပေးပြီးရှောက်နေမယ်အစားငါတို့အတူတူစာဖတ်ကြမလားအတူတူဂျင်ဆော့ကြမလားဒါမှမဟုတ်လုပ်ငန်းအတစ်တစ်ခုအတွက်အကြံထုတ်ကြမလားဆိုပြီးကိုယ့်ရဲ့ရည်မှန်းချက်တွေထဲမှာသူ့ကိုပါ positive ဖြစ်တဲ့ဘက်ကနေဆွဲခေါ်ပါခမားတိုးတက်ရင်သူ့ရောပါလိုက်တိုးတက်ရပါမယ်ယောက်ျားတစ်ယောက်ရဲ့ဘဝမှာအဓိကအရေးကြီးဆုံးဖြစ်ရမှာကကိုယ့်ရဲ့ရည်မှန်းချက်နဲ့တာဝန်ယူမှုပဲဖြစ်ပါတယ်ခမားမှာအောင်မြင်မှုတွေကိုယ်ပိုင် quality တွေရှိနေမှတာခမားချစ်တဲ့ကောင်မလေးကိုရေရှည်မှာစိတ်ချမ်းသာအောင်ထားနိုင်မှာဖြစ်ပြီးသူ့ကိုကာကွယ်ပေးနိုင်တဲ့လုံခြုံမှုကိုပေးနိုင်မှာဖြစ်ပါတယ်ကိုယ့်ဘဝကိုအောက်ချစ်လွတ်အောင်ချစ်တာဟာအချစ်မဟုတ်ပါဘူးကိုတံမိုးတက်အောင်အရင်လှုပ်ပြီးမှကိုချစ်တဲ့ကောင်မလေးကိုစိတ်ချမ်းသာအောင်ထားတာဟာပိုကောင်းပါတယ်အချစ်ကြောင့်အိမ်မက်တွေအပြောက်မခံပါနဲ့ကြီးမှန်းချက်ကြီးထားပြီးစူးစမ်းနေတဲ့ယောက်ျားတစ်ယောက်ဖြစ်ရပ်တည်ရင်လေးလေးနက်နက်ချစ်တတ်ပါစေဒီနေ့ဗီဒီယိုလေးကအချစ်နဲ့ဘဝရည်မှန်းချက်တွေကြားဝေခွဲမရဖြစ်နေတာကိုအဖြစ်တစ်ခုပေးနိုင်ခဲ့ရင်ကျွန်တော်ကျေနပ်ပါပြီခမားကရောအချစ်ကြောင့်ရည်မှန်းချက်တွေပျောက်ဆုံးခဲ့ဘူးလားဘလို့ပြန်လဲထိန်းကြီးခဲ့ရလဲဆိုတော့ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးတွားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်